enemy ကိုကကြည့်ရတာတကယ်ပဲထူးရှင်းတာဒါမှမဟုတ်ကျွန်တော်တို့ပေါ်လာပဲဖြစ်နေမလားညာဒီနေ့မှာတော့ enemy ကိုကကြည့်ရတာကောင်းလားမကောင်းလားဆိုတော့ကိုဖြေရှာကြည့်ကြမှာဖြစ်ပါတယ် enemy တစ်ခုကိုကြည့်တဲ့အခါကျွန်တော်တို့တွေကစောက်ဖတ်တယ်လို့မဟုတ်ပါဘူးဇလန်တစ်ခုတည်းကိုမနှွားပြီးတော့အဲ့လောကမှာနေထိုင်တတ်တယ်လို့ဖြစ်သွားပါတယ်ဒါပေမဲ့ယနေ့ခေတ်မှာတော့ enemy ကိုကပြီးလို့အကြောင်းဒီအတွေ့အကြုံတွေကတိုးချုံပြီးတော့ဒီနိုင်ငံလေးတစ်ခုပေါ်ပေါက်လာခဲ့တယ်ဒါဆိုရင် enemy ကိုကကြည့်ရတာကတကယ်ရောကောင်းရဲ့လားဒါမှမဟုတ်ကျွန်တော်တို့မတိလိုက်တဲ့အချိန်မှာပဲရေးကြည့်ရရာကိုသုံးချုံတော့တတ်ပြီလားဒါဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီအကြောင်းကိုချက်တဲ့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အတွေ့အမြင်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဝီကတ်ဆိုတာပါလဲenemy ဝီကတ်ဆိုတာကဇလန်တစ်ခုကိုတိုးချုံပြီးတော့ရေးကြည့်တဲ့အပိုင်းတွေကိုရဲ့သူတစ်စီတည်းပြန်လည်ပြောပြတာဖြစ်တယ်ဥပမာအထက်ကိုတိုက်တဲ့ enemy တစ်ခုကိုမစိုးအများကြီးမကြည့်ပဲမိနစ်အနည်းငယ်အတွင်းမှာအဓိကစတိုးနိုင်ကိုသိနိုင်ပါတယ်ဒီလိုနီးလန့်ကအချိန်မလုံးလောက်တဲ့တူတွေအတွက် enemy ကိုလှည့်ချင်တဲ့တူတွေအတွက်အလွန်သုံးမှပါတယ်ဒါပေမဲ့တိုးချုံဆိုတာကလည်းတခုကိုခဏခဲ့အတိတ်ပဲမဟုတ်ဘူးလားအဲ့တော့ခက်ကြည့်ရတာဘာကြီးကောင်းနိုင်အောင်မလဲပထမဆုံးဝီကက်ရဲ့အားသာချက်တွေကိုကြည့်မှဆိုရင်ခုကအချိန်ကိုချွတ်တာချင်းဖြစ်တယ်ဥပမာကျွန်တော်တို့ 1B လို့အပတ်စုပ်အများကြီးရှိရဲ့ enemy ကိုအစားအဆုံးကြည့်ဖို့ဆိုတာကအချိန်တွေအများကြီးလိုအပ်ပါတယ်ကျွန်တော်ဆိုရင်လည်း 1B ကို8လ9လပြပါလောက်ကြည့်ခဲ့ရတယ်ဒါပေမဲ့ဝီကက်တစ်ခုတည်းနဲ့ဇလန်ကိုအလင်းမဲ့နားလည်နိုင်ပါတယ်ဒုတိယချက်ကတော့နှုံးများရဲ့ဘဝအတွက်တင်တော်ခြင်းဖြစ်တယ်နေ့စဉ်ဘဝမှာအကြောင်းအလုံးတာဝန်နေကြမှာ enemy တစ်ခုကိုကြည့်ဖို့ဆိုတာအချင်းကိုခွဲထုတ်ရတာဒီလိုမျိုးခက်ခဲပါတယ်အဲ့ဒီအချိန်မှာဥပဒေကတမျိုးတည်းတော့ဖြည့်ရှင်းချက်ဖြစ်လာတယ်တတိယချက်ကတော့ enemy တစ်ကိုစက်တက်တိကျရှင်မဲ့ဖြစ်တယ်တို့ကြိုမမှန်းကြလို့ enemy တစ်ခုကိုစိတ်ဝင်စားမလားကြိုက်မလားမကြိုက်မလားမသိဘဲနဲ့ကျွန်တော်တို့သုံးပြနေတဲ့အချိန်မှာဝီကက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ရင်ဆုံးဆွတ်ပြနိုင်တယ်ပြီးရင်လည်းဝီကက်တစ်ပိုင်းတစ်ပိုင်းလောက်ကြည့်ပြီးတော့ enemy ကိုစာဆုံးသွားကြည့်တယ်မိုင်းအဲ့ဒီချက်ကြီးကြောင့်ဝီကက်ကမကောင်းတဲ့အရာတစ်ခုလိုပဲတစ်ချက်တည်းတတ်မှတ်လို့မရပါဘူးဟဲ့request ကြည့်ပါရိုက်မှာနော် request ကြည့်ပါရိုက်ပြီနော်အေးဝီကက်ကြည့်ရတာဘာရင်မကောင်းတဲ့ချက်တွေရှိအောင်မလဲ enemy တစ်ခုရဲ့အရေးကြီးတဲ့အပိုင်းတွေကတော့ဝီကက်ကြည့်ခြင်းကြောင့်ဆုံးရှုံးသွားနိုင်တဲ့အရာတွေရှိပါတယ် enemy တစ်ခုရဲ့အဓိကတမှုကဇလန်တစ်ခုရဲ့မဟုတ်ပါဘူးခန်းစားချက်တွေချိန်နဲ့တကွာတိစောက်ထားရတဲ့အတွေ့အကြုံတွေပါဥပမာကျွန်တော်တို့ you are like in able ကိုအစားဆုံးကြည့်သူတယောက်အနေနဲ့ဝီကက်ပဲတည်တဲ့သူတယောက်အနေနဲ့ခန်းစားချက်ကအလုံးကိုခွာချနိုင်ပါတယ် episode တစ်ခုချင်းစီမှာဇက်ကောင်ဟာတပိပိနဲ့ဖွံ့ဖြိုးလာကြပါတယ်အဲ့ဒီ development ကိုမကြည့်ပဲအဆုံးသက်ကိုတည်သွားလာဟာလည်းအရေးကြီးတဲ့အပိုင်းတစ်ခုကိုလက်လွတ်လိုက်ရတာနဲ့တူပါတယ်ဒါအပြင် enemy ရဲ့အတန်တွေあとは頼みます。ဒါပေမဲ့ animation တွေကလည်း enemy ရဲ့အဓိကစိတ်ပိုင်းတွေဖြစ်တယ်ဝီကက်မှာတော့အဲ့ဒီအရာတွေကရောနေသွားတတ်ပါရဲ့နောက်တစ်ခုက spoiler ဖြစ်ခြင်းပဲဖြစ်တယ်ဝီကက်တစ်ခုကိုကြည့်လိုက်တာနဲ့ဇလန်အဆုံးတက်ကိုတီးသွားနိုင်တာကြောင့်ကျွန်တော်တို့ enemy ကိုပြန်ကြည့်တဲ့အခါမှာဇလန်ကြီးကပေါ့ရှူရှူပြတ်သွားတတ်တယ်အဲ့တော့ဝီကက်ကြည့်ရလား enemy စားအဆုံးကြည့်တာလားဝီကက်ကြည့်ရနဲ့ enemy စားအဆုံးကြည့်ရကိုရှင်းရမယ်ဆိုရင်ဝီကက်ကအချင်းကိုဦးစားပေးပြီးတော့အချက်လက်တွေကိုမမရရှိစေနိုင်ပါတယ်enemy စားဆုံးကြည့်တာကတော့အချင်းကိုပေးရတယ်ပြီးရင်ခန်းစားချက်ကိုလည်းပြန်လည်ရရှိစေနိုင်ပါတယ်တခုကဒီချင်းကိုရရှိပြီးတော့ enemy စားဆုံးကြည့်တာကခန်းစားချက်ကိုရရှိစေတဲ့ဖြစ်ပါတယ်ဘယ်ဟာမှလည်းမမှားပါဘူးဒါပေမဲ့မတူညီတဲ့အတွေ့အကြုံတွေကိုပေးပါတယ်အဲ့တော့ဝီကက်ကိုကျွန်တော်တို့ဘယ်လိုသုံးချပြီးတော့ကြည့်တင်လဲကောင်းဆုံးနည်းလမ်းကတော့ဝီကက်ကိုစားတော့အဖြစ်မဟုတ်ဘဲနဲ့အထောက်အကူအဖြစ်သုံးချခြင်းပါenemy မကြည့်ခင်အကြမ်းပြင်းတီးဖို့ဝီကက်ကိုသုံးနိုင်ပါတယ် enemy ကြည့်ပြီးနောက်လဲဇလန်ကိုပြန်လည်မှတ်မိဖို့ဝီကက်ကိုသုံးနိုင်ပါတယ်။ညာဒါဆိုရင် enemy ဟာအတွေ့အကြုံကိုရှော့ချပေးတဲ့အရာမဟုတ်ဘဲနဲ့သုံးမြင့်ပေးတဲ့အရာလည်းဖြစ်သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့ enemy ဝီကက်ကြည့်တာကကောင်းလားမကောင်းလားဆိုတာကိုတစ်ဖက်တဲ့အမြင်နဲ့မဆုံးဖြတ်နိုင်ပါဘူး။အရေးကြီးတာကမင်း enemy ကိုဘယ်လိုခံစားချင်လဲ။ဇလန်ကိုမြန်မြန်မဲတည်ချင်တာလားဒါမှမဟုတ်အချိန်မလိုပဲအပြည့်အဝခံစားချင်တာလား။အဲ့ဒီရွေးချယ်မှုကတော့မင်းရဲ့လက်ထက်မှာပဲရှိပါတယ်။ကဲဒါဆိုရင်နောက်ဆုံးမှာတော့ကျွန်တော်ရဲ့အမြင်အရဝီကက်ကြည့်တိုင်းတော်တာမဟုတ်ဘဲနဲ့ဒီဝီကက်ကိုကြည့်ပြီးတော့ကာရီတာတွေကိုချင်းချင်းနဲ့ရှင်နေတဲ့ကောင်တွေဝီကက်ပဲကြည့်ပြီးတော့တန်းရှင်းလိုက်ရှာနေတဲ့ကောင်တွေကသာတော်တာဖြစ်ပြီးတော့ဒီဝီကက်ပဲကြည့်ပြီးတော့အေးစစ်စစ်နေတဲ့တူကြီးရှိအကြောင်းဝီကက်ကြည့်တိုင်းတော်တာမဟုတ်နိုင်ပါဘူးကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့
channel လေးကို like and subscribe ပြုလုပ်ပေးကြပါဦး See you guys the next video